content creator တွေတော်တော်များများလျှို့ဝှက်သုံးနေကြတဲ့ AI tool တစ်ခုအကြောင်းဒီနေ့ပွားကြီးကဖော်ကောင်လုပ်ပေးပါမယ်အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Fuji AI Studio မှာကျွန်တော် function အသစ်နှစ်မျိုးထည့်ထားပါပထမတစ်ခုကကျွန်တော်ဒီမှာရုပ်ရှင်အချက်လက်များဆိုပြီးကျွန်တော်ထည့်ပေးထားတယ်ဒီကောင်ကဘာလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဇာတ်ကားကိုကျွန်တော်တို့ကဒီ movie recap လုပ်ချင်တာလားဒါမှမဟုတ်လို့ရှိရင် movie review လုပ်ချင်တာလားအဲ့လို content တွေဖန်တီးဖို့ကျွန်တော်ထည့်ပေးထားတယ်ဘယ်လိုအသုံးပြုရမလဲဆိုတော့ကျွန်တော်ဒီမှာဇာတ်လမ်းရဲ့ poster ရှိရနိုင်မယ်ဇာတ်ကား poster ကိုကျွန်တော်တို့ဒီမှာနှိပ်လိုက်မယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာ poster ထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်ဒီမှာအချက်လက်အသေးသေးရှာနေဆိုတော့နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှင်တော့ဒီမှာအချက်လက်ရှာဖွေနေတာဒီမှာဇလန်ရဲ့ဇာကားနံပါတ် My Paparazzi 2013မှာထားတော့သူရဲ့အမျိုးအစားကြတော့ music drama comedy ဆိုပြီးတော့အဲ့လိုမျိုးအချက်လက်ကြားလာဒီမှာဆိုလို့ရှိရင်တော့ဒီမှာအောက်မှာလည်းပြန်ပြီးထောက်ပေးထားတယ်ဒီမှာ rating တွေပါလာ rating ဆိုလို့ရှိရင်7 by 1အဲဒီမှာဒီထက်ကပြောဆောင်နာမည်တွေနောက် director နာမည်နိုင်ငံပေါ့ဘယ်နိုင်ငံထွက်တဲ့ဇာကားလဲဒီမှာစောက်ကိုရတာအဲ့လိုအချက်လက်လေးတွေအချက်လက်လေးအသေးသေးပြထားပြီးဒီဇာကားကိုကျွန်တော်ဒီမှာ movie recap လုပ်မှာ movie recap ဆိုလို့ရှိရင်ဇာကားရဲ့အစားအဆုံးဇလန်ချင်းကိုအချင်းချုပ်ပြီးတော့ပြန်ပြောပြတာပေါ့ကျွန်တော်ဒီမှာ movie review ဆိုလို့ရှိရင်ဇာကားကိုသုံးသပ်ပေးတာပေါ့ဗျာတယောက်ဆောင်ဘယ်လိုကောင်းတာဘယ်လိုမျိုးဒီမှာပါဝင်တယောက်ဆောင်တာပါညာပေါ့ဗျာဒီမှာဆိုလို့ရှိရင်လည်း movie fact ပေါ့movie fact ကကြောင့်လူမသိသေးတဲ့အချက်လက်တွေကိုပြောပြတာပေါ့ဒီမှာ movie mistake ဆိုတာဒီဇလန်နဲ့မှားရင်းတဲ့အချက်တွေကိုရှာပြီးတော့ပြောတာပေါ့ဗျာအနေ explain ဒီမှာ movie theory ကိုဒီလိုအချက်လက်တွေအကြောင်းအရာတွေကျွန်တော်ဖန်တီးလို့ရအောင်ကျွန်တော်ထည့်ပေးထားရဗျာဒီမှာကြားလာရင်ကျွန်တော်ဒီဇလန်ရဲ့ကြာချိန်ကို duration ကိုကျွန်တော်တို့အဆင်ပြေတဲ့ဟာထားလို့ရပါဒါပေမဲ့ကျွန်တော်ကဟို TikTok မှာလို့ short video လာလို့ဖန်တီးမှဆိုလို့ရှိရင်3မိနစ်5မိနစ်လောက်အဲ့လောက်ပဲအဆင်ပြေပါတယ်အဲ့ဒါလို့ရှိရင်ကျွန်တော်ဒီမှာကြာချိန်5မိနစ်လောက်ထားလာမှထားပြီးတော့လို့ရှိရင်movie ကအရင်ဆုံးကျွန်တော်ဖန်တီးလာမယ်အကြောင်းအရာဖန်တီးပြီးတော့နှိပ်လာမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီအကြောင်းအရာဖန်တီးပြီးပြီးသွားဆိုလို့ရှိရင်ကျွန်တော်အောက်မှာ browser ကိုကြည့်လိုက်မယ်ကြည့်လိုက်လို့ရှိရင်ကျွန်တော်3 second ဟူထည့်ပေးထားတယ်ပြီးရင်ဒီမှာ caption ထည့်ပေးထားတယ်ပြီးရင်ဒီမှာ hashtag ထည့်ပေးထားတယ်ဒါအဆင်ပြေလို့သုံးလို့ရပါဗျာကျွန်တော်ဒီမှာဒါကကြတော့ movie recap script ပေါ့အဲ့ဒါကိုကျွန်တော်ကကိုယ်ကအတန်းနဲ့သိလို့လည်းရဒါမှမဟုတ်လို့ရှိရင် AI နဲ့သိမှဆိုလို့ရှိရင်ကျွန်တော်ဒီ studio ရ AI နဲ့အတန်းသိမှဆိုလို့ရှိရင်အတန်းဖန်တီးမျိုးနှိပ်လိုက်လို့ရှိရင်အဲ့တော့ဒီမှာအတန်းဖန်တီးမျိုးဘက်ကိုဒီ script ကရောက်သွားလို့ရှိရင်ကိုလိုချင်တဲ့ဒီမှာအချက်လက်ကိုအတန်းပြောဆောင်နေရွေးလို့ရမှာနော်ကအမြန်ဆုံး speed ရွေးလို့ရမှာemotion နဲ့တော့ခံစားချက်လေတန်းပေါ့ဒီမှာအဆင်ပြေရွေးပြီးတော့အတန်းဖန်တီးလိုက်လို့ရဒီဥစ္စာကျွန်တော်မပြတော့ဘာလို့ဆို video ရှေ့သွားမှဆိုကျွန်တော်ရှေ့ပိုင်း tutorial video တွေမှာလည်းကျွန်တော်ပြောပြပေးထားမှာလို့ဗျအားပြင်ကျွန်တော်ဒီမှာ movie recap ပြီးသွားလို့ရှိရင် movie review တစ်ခုကိုကျွန်တော်တစ်ခေါက်ထပ်ပြီးဖန်တီးပြမှာဗျဒီက channel သမားတွေတော့ဒီ Telegram channel ဒီစကား run တဲ့သူတွေတော့ကြတော့ TikTok မှာ channel တော့ subscriber ရှာလို့ရှိရင်ဒီ review နဲ့သုံးသပ်ပြီးတော့မှပြန်တင်ပြီးတော့မှရှာတာပေါ့နော်ဒီ movie review ကိုအသုံးများရတာပေါ့ကျွန်တော်အဲ့ဒါလို့ကျွန်တော်ထပ်ပြီးဖန်တီးပြမယ်အဲ့ဒီမှာနောက်ဆုံးလို့ရှင်ပြီးသွားရင်ဒါကတော့သူ movie review ပုံစံလေးကျွန်တော်နည်းနည်းဖတ်ကြည့်လိုက်2013ခုနှစ်မှာဖတ်ရှိခဲ့တဲ့ Paparazzi ဆိုရဲကိုရီးယားရုပ်ရှင်ကကြည့်ပြီးသွားရင်လည်းရှင်ထဲမှာတစ်ခုကြိုင်နေစေတဲ့ရုပ်ရှင်မျိုးစားဖြစ်ပါတယ်ပေါ့ဒါရှွန်းချောင်းချန်လာတာကိုရီးယားနာမည်ကြောင့်ကျွန်တော်သိမဖတ်တော့လို့ထားရပါတော့လူမိုင်းလောကရဲ့တဲ့ကျမ်းနာမှုနဲ့ opera guitar ရဲ့နူးညံ့မှုဆိုရဲလောကဆန့်ကျင်မှာအဆုံးတစ်ခါဇာလန်တစ်ပုဒ်ထဲမှာအချိုးကျကြားတော့ပေါင်းဆက်ပြသွားခဲ့တာပါအနုပညာဖန်တီးမှုပိုင်းကကြည့်မယ်ဆိုရင်ဇာညင်းကအရန်ကိုအားကောင်းပါတယ်နောက်ဇလန်သုံးသပ်ပြပါပေါ့ဒီ task ပြီးတော့ကျွန်တော်ဒီမှာဒုတိယဟာကျွန်တော်ပြမယ်ဒါတော့ကြတော့ကျွန်တော်လာပြောပြတာကျွန်တော် transcript တွေဘယ်လိုယူရမလဲဆိုတော့ကျွန်တော် video မှာ YouTube မှာတချို့ဟာတွေ transcript မယူမရတဲ့ဟာဆိုလို့ရှင်ဘယ်လိုယူရမလဲဆိုကျွန်တော်လာမေးကြလို့ကျွန်တော်ဒါလေးထည့်ပေးထားတာလားဒီတော့ကျွန်တော်အနည်းဆုံး10မိနစ်လောက်ကဒါလေးထုတ်လို့ရတယ် transcript ကိုကျွန်တော်ဒီမှာဟိုရွှေ့ပြလိုက်မယ်ကျွန်တော် video တစ်ပုဒ်ကိုရွှေ့ပြလိုက်မယ်9မိနစ်ကျော်ပေါ့9မိနစ်နဲ့45စက္ကန့်ကို7မိနစ်ပဲထားလိုက်မှဒီဗီဒီယိုတစ်ပုဒ်ကိုယူလာမယ်ယူပြီးကျွန်တော်ဒီမှာစာသားထုတ်မယ်ဆိုတော့နှိပ်လိုက်လို့ရှိရင်ဒီကဘယ်လိုဟန်တယ်လဲဆိုလို့ရှိရင်လည်းကျွန်တော်ပြောပြမယ်အတန်ဖိုင်ခွဲထုတ်နေပါပြီဆိုတော့ကျွန်တော်ဒီဥစ္စာကို MP4 ပေါ့ဗျာ audio ပုံစံပြောင်းလိုက်တာပြောင်းသွားလို့ရှိရင်တော့ AI ကို10မိနစ်စီ audio 10မိနစ်စီပိုင်းပြီးတော့မှအပိုင်းလေးလောက်ပြီးတော့7မိနစ်ဆိုလို့ရှိရင်10ပိုင်း5မိနစ်ဆိုလို့ရှိရင်5ပိုင်းပို့ပြီးတော့မှတစ်ပိုင်းချင်းပို့ပြီးတော့မှတစ်ပိုင်းချင်းသူပြောတဲ့အတန်မှာကျွန်တော်က script ပြန်ထုတ်ထားတာပေါ့အဲ့လိုပုံစံမျိုးထုတ်ထားတာအဲ့ဒါတော့ဒီမှာအခုက7မိနစ်ဆိုတော့10ပိုင်းပေါ့10ပိုင်းဆိုလို့ရှိရင်ကျွန်တော်နည်းနည်းလေးတော့ကြာလို့ခဏဆောင်ပြအောင်လို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာစကားရ script ကိုယူပြီးသွားဆိုလို့ရှိရင်သွားမူရင်း script ကိုယူပါဆိုတော့အင်္ဂလိပ်လိုဖြစ်ကြာလာမှာဒီမှာအင်္ဂလိပ်လိုကြာလာကျွန်တော်ဒီဟာဘာသာပြန်ဖို့လိုရင်ဆိုလို့ရှိရင်ကျွန်တော်ဒီဘာသာပြန်ပြီးနှိုက်လိုက်လို့ရှိရင်သွားလို့တတိယ test မှာသွားပြီးတော့
auto ဝင်လာမှာပေါ့အမှကျွန်တော်ဆိုင်ရောပါလာပြန်ပြီဆိုတော့ကျွန်တော်ရွှေ့လိုက်လို့ရှိရင်ဒီကောင်ကျွန်တော်ပမာလို့ပါလာပြန်ပေးမှာပေါ့ကျွန်တော်ဒီမှာပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာပါလာပြန်လာတယ်မြန်မာပါလာပြန်လာတဲ့ဆိုင်ရောရလာတော့အမှဒီကောင်လည်းကျွန်တော်ခုအမှ caption လို့ hashtag လို့ကျွန်တော်ထည့်ပေးထားတော့အဆင်ပြေလို့အသုံးပြုလို့ရအောင်ပေါ့ဒီမှာခဏပါလာပြန်လာ script ရလာအဲ့ဒါနဲ့ကျွန်တော် TV tutorial video လို့ဒီလောက်နဲ့ပဲချက်လိုက်ပါတော့မယ် ဗီဒီယိုလေးအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ခေတ်မှာနည်းပညာဟာနေ့စဉ်ဘဝရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်လာပါတယ်အသစ်သောနည်းပညာတွေ AI စနစ်တွေ Digital Tools တွေဟာနေ့စဉ်နဲ့အမျှပေါ်ထွက်လာနေပြီးလူတိုင်းအတွက်အခွင့်အလမ်းအသစ်တွေဖန်တီးပေးနေပါတယ်